ပြင်တစ်ခါထွက်ရင်ဘာဝေးရမလဲမသိဘူးဆိုတဲ့သူတွေအတွက်စနေရဒီတစ်ခါမှာတော့လဲထဲမှာပွင့်ထားတဲ့ import branded collection ဆိုင်လေးကိုခေါ်သွားပေးမှာဖြစ်ပါတယ်ရှင်ဆိုတော့အရေးသွေးကောင်းပြီးဒီဇိုင်းဆောင်တဲ့ဒီဇိုင်းလေးမှာစနေဘာတွေဝတ်ကြည့်ခဲ့လဲဆိုတာသိချင်နေဆိုရင်တော့စနေရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်တော့နော်စနေကလဲတန်းသွားနေကြဆိုတော့အင်းစိန်လမ်းမကြီးပေါ်ဖြတ်ရင်ပူတရုံမတ်တိုင်ရင်မဆောက်တို့မှာဒီ luxury corner ဆိုင်လေးကိုတွေ့နေရတော့ကြာပြီပေါ့နော်ဆိုတော့စနေဒီတစ်ခါဆိုင်ရှေ့ဖြတ်တော့ဒီ luxury corner ဆိုင်လေးထဲမှာဘာလေးရှိမလဲဆိုတာစနေလျှောက်ပဲကြည့်ခဲ့ပါရဲ့ရှင်စနေဒီဆိုင်မှာသဘောကျတာဒီတနေရာထဲမှာအကုန်လုံးရှိရပေါ့နော်စနေတို့ရုံးတက်မလားဒါမှမဟုတ်ပွဲတက်မလား night dress လားပပဖို့လားတကယ်ချင်းနေနဲ့သွားဖို့လားအဲ့လိုမျိုးပေါ့နော် dress ကိုလည်းလုံးဝပုံစံမျိုးစုံဒီဇိုင်းမျိုးစုံနဲ့အစုံရှိရတနေရာထဲမှာတခုရှိတာကဒီဆိုင်မှာ import branded တွေလည်းပါတတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့စနေတို့ကိုကြိုက်တဲ့ dress လေးတွေကိုကြိုက်တဲ့အဝတ်စားလေးတွေတွေ့ရဆိုရင်စနေတို့လူကိုယ်တိုင်သွားဝယ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် online ပဲမှာတာပဲဖြစ်ဖြစ်မြန်လေးဝယ်မှာစိတ်ချမယ်ပေါ့နော်ကဲအခုဆိုရင်စနေအရန်ကြိုက်တဲ့ dress လေးတွေကိုစပြီးတော့ဝတ်ကြည့်ပါပြီဒါလေးကလုံးဝ body fit လေးနဲ့အရန်မိုက်တယ်ဒီတစ်စုံကတော့စနေကိုအမြဲတမ်းအမြင်မူးနေကြပါတော့စနေရဲ့ဒီလို cute dress လေးတွေဆိုရင်တအားကြိုက်လို့ကဲအခုစနေဝတ်ထားတဲ့ဒီ dress လေးကကြတော့လုံးဝမိုက်တယ်တော့ဝတ်လိုက်ထိုင်း style လေးဖြစ်သွားပါတော့စနေအသားလေးလည်းလင်းသွားပြီးတော့စနေတော်တော်လေးသဘောကျတယ်ဟောဒါနဲ့ဆိုင်မှာ2သိန်းချက်ဖို့ပြည့်အောင်ဝဲသူတိုင်း VIP cut လေးလုပ်ပေးနေပြီနော်ကဲခုဆိုရင်စနေက luxury corner ဆိုင်ကိုတွားခဲ့တာဖြစ်ပါရဲ့ရှင်ဆိုတော့စနေရဲ့ vlog လေးကိုအဆုံးထိကြည့်ပေးတာအားလုံးကျေးဇူးတင်ပါတယ်ရှင်စနေတို့နောက် vlog တင်မှာလည်းပြန်နေကြအောင်နော်တတာ